ကဲအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ရောက်ရှိနေတာကတော့ကျွန်တော်တို့ဒေတာမှာထွက်ရှိတဲ့တီးနိုင်မျိုးစုံတွေကမှာပေါ့နော်ရုံးမနီဒီအခင်းကိုရောက်ရှိနေတာဖြစ်ပါတယ်ခင်ဗျာဒါဆိုလို့ချင်းကျွန်တော်တို့တောင်သူဦးကြီးတွေစိုက်ပျိုးထားတဲ့ရုံးမနီဒီအခင်းကိုတောင်သူဦးကြီးတွေကဒီလိုအနေထားကိုရရှိထားခြင်းဖြစ်ပါတယ်ခင်ဗျာဒီလိုရရှိထားခြင်းကိုဖြစ်တဲ့အတွက်ဒီကျွန်တော်တို့အမတွေကလည်းပြဒီရုံးမနီဒီကိုဒါခုကောက်နေတာဖြစ်ပါတယ်ခင်ဗျာရုံးမနီဒီကိုခုကောက်ပြီးတော့တကလာကျွန်တော်တို့ဒါပွဲရုံကိုတင်ပို့ပေးမှာဖြစ်ပါတယ်ခင်ဗျာဒီရုံးမလီဒီအခင်းအဆိုလို့ရှိရင်ဖြစ်ပေါ့နော်ကျွန်တော်တို့တောင်သူဦးကြီးစိုက်ပျိုးထားတာအတစ်ဖြစ်တဲ့အတွက်အခုမှစတင်ခူးတာဖြစ်ပါတယ်ဗျာစတင်ခူးထားတဲ့အနေထားမှာဆိုလို့ကျအခုလက်ချိရချိထားတာတော့ဒီလိုရုံးမလီဒီအသီးတွေကိုရချိထားပြီးဖြစ်ပါတယ်ခင်ဗျာဒီလိုအသီးတွေကိုအပင်တိုင်းမှာရချိထားပြီးဖြစ်ပါတယ်ခင်ဗျာဒါတွေကိုကျွန်တော်ညီကိုမောင်နှမတွေမြို့ပုမြို့သားတွေအားလုံးသိရှိအောင်ကျွန်တော်အနေနဲ့တင်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာရုံးမလီဒီခုဆွတ်တဲ့ခါဆိုလို့ချင်းပဲကျွန်တော်တို့တရက်ရှားတစ်ခါပေါ့ဗျာတရက်ရှားတစ်ခါမှာရုံးမလီဒီကိုကျွန်တော်တို့ခုဆွတ်ရတာဖြစ်ပါတယ်ခင်ဗျာခုဆွတ်ပြီးတော့တခါလာကျွန်တော်တို့မြို့ပေါ်ကပွဲရုံကိုကျွန်တော်တို့တင်ပို့ပေးမှာဖြစ်ပါတယ်ခင်ဗျာဒါတွေအားလုံးသိရှိအောင်ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ညီကောင်မောင်နှမတွေအားလုံးမျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာရုံးမလီဒီနဲ့ခင်းနဲ့အတူဒီဘက်ကစိုက်ပျိုးထားတာတော့ပဲတောင်အခင်းတွေဖြစ်ပါတယ်ခင်ဗျာကဲတောင်သူဦးကြီးအနေနဲ့ပေါ့နော်ဒါလေးဆုပ်ပြီးတော့တကလာကျွန်တော်တို့ဈေးနှုန်းကောင်းကောင်းရပါသေးလို့ကျွန်တော်အနေနဲ့ဆုတောင်းရင်အားလုံးကိုနှုတ်ဆက်ပါတယ်ဗျာအားလုံးကိုကျေးဇူးပါခင်ဗျာ